မင်္ဂလာပါexam မြန်မာ YouTube channel ရတယ်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ share လုပ်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ exam အသုံးပြုသူတိုင်းမဖြစ်မနေတည်ထားတဲ့ sort and filter ဆိုတဲ့အကြောင်းအရာလေးကို share လုပ်ပေးတော့မှာဖြစ်ပါတယ် sort and filter ကိုအသုံးပြုမယ်ဆိုရင်ကျွန်တော်တို့ home tab ထဲက editing and editing နဲ့မှာရှိတဲ့ sort and filter ဆိုတဲ့ဟာလေးကိုဘယ်လိုအသုံးပြုရမလဲဆိုတဲ့ဟာလေး share လုပ်ပေးတော့မှာဖြစ်ပါတယ်တရားမှာဆိုရင်ဒီ data မှာဆိုရင်ကျွန်တော် filter ပထမဆုံးလုပ်မယ်ဆိုလို့ရှိရင်ကိုလုံးရှင်တဲ့ filter အထိတ်ဆုံး row select ပြီးလို့ရှိရင် sort and filter မှာ filter ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါပထမဆုံး sort လုပ်ပြမှာsort ကိုဘယ်လိုသုံးလို့ရမလဲဆိုတဲ့ဟာလေးကိုပြပြီးမှဖြစ်ပါတယ် sort ဆိုတော့ sort ဆိုတာခဏလေးကိုစီမှာပေါ့နော်စီမှာဖြစ်တဲ့အတွက်ထိတ်ဆုံးကျွန်တော်တို့ column လေးကို sorting နဲ့ပတ်သက်ပြီးတော့စီကြည့်အောင်ထိတ်ဆုံး column ကကြတော့ကျွန်တော်တို့ဒီမှာ number တွေဖြစ်တဲ့အတွက် sort မှာဆိုရင် smaller to ဒီအပေါ်ပိုင်းတွေကတော့ကျွန်တော်တို့sorting လုပ်တဲ့အပိုင်းတွေပေါ့နော်အောက်ကတော့ကျွန်တော် filter လုပ်တဲ့အပိုင်းတွေပေါ့နော်အပေါ်မှာဆိုရင် number အောက်က data က number ဖြစ်တဲ့အတွက်sort smaller to larger ပြီးလို့ရှိရင် larger to smaller ပေါ့နော် smaller to larger ကိုနှိပ်မယ်ဆိုရင်အပေါ်ဆုံးအငယ်ဆုံးကနေပြီးတော့မှအကြီးဆုံးကို sorting လုပ်သွားမှာဖြစ်ပါတယ်လို့ရှိရင် larger to smaller ဆိုရင်အကြီးဆုံးခဏကနေပြီးတော့မှကျွန်တော်အငယ်ဆုံးကိုပြောင်းပြန်ပေါ့နော်ကြီးစင်ငယ်လိုက်ပေါ့အဲ့လိုမျိုး sorting လုပ်သွားမှာဖြစ်ပါတယ်ဒါကတော့နောက်တစ်ခုကကြတော့ဒီမှာ sort by color ပေါ့နော် color တစ်ခုကိုပါလို့ရှိရင်ဒီမှာဥပမာ color လေးကျွန်တော်ထည့်ကြည့်အောင်ဒီမှာ color ပါလို့ရှိရင် sort by color မှာနှိပ်ပြီးတော့ color ကိုရွေးလိုက်မယ်ဆိုရင် color ထိပ်ဆုံးမှာရောက်ပြီး color မပါတဲ့ဟာတွေကအောက်မှာရောက်သွားမှာပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော် no fill ကိုနှိပ်လိုက်မယ်ဆိုရင် no fill color မပါတဲ့ဟာတွေကကျွန်တော်အပေါ်မှာရောက်ပြီးတော့ color ပါတဲ့ data တွေကကြတော့အောက်ဆုံးကိုအောက်ဆုံးရောက်သွားမှာဖြစ်ပါတယ်ဟုတ်ဒါကတော့ကျွန်တော်တို့ number ကို filter လုပ်တဲ့အပိုင်းလေးပေါ့နော်ဒီဘက်မှာဆိုရင်ကျွန်တော်တို့နာမည်တွေကို filter လုပ်မယ်ဆို sort လုပ်မယ်ဆိုရင် sorting လုပ်မယ်ဆိုရင် A to Z စီမလား A to Z ကိုနှိပ်လိုက်မယ်ဆိုရင် A နဲ့စတဲ့ဟာတွေအပေါ်မှာရောက်ပြီးတော့ Z နဲ့စတဲ့ဟာတွေစလုံးတွေကတော့ကျွန်တော်တို့အောက်ဆုံးကိုရောက်တော့မှာဖြစ်ပါတယ်အဲဆိုရင်နောက်တစ်ခုကကြတော့ Z to A ကို sorting လုပ်မယ်ဆိုရင်Z နဲ့စတဲ့စလုံးတွေအပေါ်မှာရောက်ပြီးတော့ A နဲ့ဆုံးတဲ့စတဲ့စလုံးတွေအောက်ဆုံးမှာရောက်တော့မှာဖြစ်ပါတယ်ဒါကတော့နာမည်တွေ text တွေကို filter လုပ်တဲ့အပိုင်းပေါ့နော်ဒါကတော့ number ဖြစ်တဲ့အတွက်ဒါ smaller to larger ပြောနေနောက်တစ်ခုကကြာဒီမှာ date ကိုကျွန်တော်တို့ sort လုပ်မယ်ဆိုလို့ရှိရင် OS to new words ပေါ့နော် OS to ဆိုတာကျွန်တော်တို့1ရက်နေ့ကနေပြီးတော့3ရက်ဥပမာ April 1ရက်နေ့ကနေပြီးတော့မှဆုံးတာ30ရက်ရှိရဆိုရင်OS to new words ကိုစီမယ်ဆိုရင်1ရက်နေ့အပေါ်ဆုံးမှာရှိပြီးတော့30ရက်အောက်ဆုံးမှာရောက်သွားလိမ့်မယ်ပေါ့နော်ဒါကဘာလို့လဲဆိုတော့အကြဆုံးရက်တွေတွေကအစရက်ကအကြဖြစ်တဲ့အတွက် O ဖြစ်သွားပြီးတော့နောက်ဆုံးရက်ကတော့ news ဖြစ်သွားပါဘောနော်အဲ့တော့ကျွန်တော်တို့က30ရက်နေ့ကိုနဲ့အနည်းဆုံးလက်ရှိကက်ရက်ချိန်ကိုသိကျင်နေဆိုရင် US to OS ကိုချိန်လိုက်မယ်ဆိုရင်30ရက်ကအပေါ်မှာရောက်ပြီးတော့တရက်နေ့ကဟိုအောက်ဆုံးမှာရောက်သွားမှာဖြစ်ပါတယ်ဒါ date ကို sorting လုပ်တဲ့ပုံစံပါကျန်တဲ့ဟာတော့ကျွန်တော် text ပေါ့နော် date ရယ် tag ရယ် number ရယ်ကို sorting လုပ်တဲ့ပုံစံလေးပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော် filter လုပ်တဲ့ပုံစံလေးပါ filter မှာဆိုရင်ဒီအောက်ကအပိုင်းနဲ့ filter အပိုင်း color ပေါ့နော်ဒါက color ပိုင်းလို့ရှိရင် color လေးကိုအပေါ်ကကြတော့ color ထည့်ကို filter color ကိုပဲတိကျရှိတဲ့ဟာလေးကို filter လုပ်မယ်ဆိုရင် color ကိုပဲရွေးလိုက်ပါတော့တကယ်လို့ color ကိုမဟုတ်ဘူး no fill ကိုပဲရွေးမယ်ဆိုရင် no fill ကိုရွေးလိုက်ပါကိုကဒီ color တဲ့ဟာတွေအကုန်လုံး filter ကိုဖြုတ်ကျင်တယ်ဆိုရင်ဒီမှာ clear ID ဒါကိုနှိပ်လိုက်လို့ရှိရင် filter ကfilter ခံထားရှိတော့မှာမဟုတ်ဘူးပေါ့နော်အဲ့မှာနောက်တစ်ခုအကြတော့ကိုဒီအောက်မှာဆိုရင် select data တစ်ခုချင်းစီကို select မှတ်ပြီးတော့ကိုကြည့်ချင်တဲ့ data ကို select မှတ်ပြီးတော့ filter လုပ်လို့လည်းရပါတယ်အဲဆိုတော့ကျွန်တော်စောစော select မှတ်ခဲ့တဲ့ data လေးကြီးပဲကြာလာမှာဖြစ်ပါတယ်နောက်တစ်ခုအကြတော့ကျွန်တော်တို့ဒီမှာ search မှာရှာပြီးတော့ဥပမာ1005ပေါ့နော်1005ကိုပဲရှာပြီးတော့တိကျတစ်ခုတည်းကိုကြည့်ကျင်တယ်ဆိုရင် filter ဒါမျိုးလုပ်လည်းကြပါတယ် filter ခံလို့ရပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်ဒီအပေါ်က number filter ကိုဘယ်လိုသုံးလို့ရလဲဆိုတဲ့ဟာလေးပါပြပေးမယ် number filter မှာကြတော့ is equal to ပေါ့နော် equal to
ဟိုတစ်ခုချင်းစီညီတဲ့ဟာကိုရှာကျင်နေဆိုရင်ဒီမှာ1000နဲ့1ထည့်ပြီးတော့ equal ရှာလို့ရတယ်အဲ့လိုမှမဟုတ်ရင်တစ်ထက်တဲ့ data အရင်များလို့ရှိရင်ဒါမျိုးဆွဲမကြည့်ချင်တာအခါမှာတစ်ခါတည်းပေါ့နော်ဒီမှာ number filter မှာလာပြီးတော့ equal to ကိုကြည့်ချင်တဲ့ဟာကိုပဲရိုက်ထည့်ပြီးတော့ရှာလို့ရပါတယ်နောက်ပြီးတော့ and ပေါ့နော်နောက်ထပ်တစ်ခုထပ်ကြည့်ချင်တယ်ဆိုရင် or is equal to 1000နဲ့2ပေါ့နော်သုံးလိုက်မယ်ဆိုရင်1002နဲ့1000မြင်ရမှာဖြစ်ပါတယ် okay ဒါကတော့ is equal to ပေါ့နော်နောက်တစ်ခုကကြတော့ဒီမှာ greater than နေ not equal to less than ဒါတွေကတော့ကျွန်တော်တို့ဟိုတစ်ခုချင်းစီပေါ့နော်ဟိုအဆင်ပြေတဲ့ဟာလေးတွေကိုထိုက်ပြီးတော့ကိုသုံးချင်တဲ့ပုံစံအသုံးပြုလို့ရပါတယ်ဒီမှာဆိုရင် greater than ကတော့ကြီးတာပေါ့နော်ဥပမာ1000ထက်ကြီးတဲ့1005ထက်ကြီးတဲ့ဟာတွေဆိုရင်1005ထက် greater than ရိုက်ပြီးတော့1005ပေါ့နော်1005ထက်ကြီးတဲ့ဟာဆိုရင်1005အထက်ကိုပဲမြင်ရမှာဖြစ်ပါတယ်ကျန်တဲ့ဟာတော့အောက်တွေကတော့မမြင်ရမှာမဟုတ်တော့ဘူးပေါ့နော် greater than or equal ပေါ့နော်ဒီမှာဆိုရင်1005ထည့်လိုက်မယ်ဆိုရင်1500ကနေပြီးတော့စပြီးတော့သူ့ထက်ကြီးတဲ့ဟာတွေပေါ့နော်မြင်ရမှာဖြစ်ပါတယ်1500ပါဒီမှာပါပြီးတော့သူ့ထက်ကြီးတဲ့ဟာတွေမြင်ရမှာဖြစ်ပါတယ် okay solve လုပ်လိုက်မယ်ကျွန်တော်တို့ smaller 1500ပေါ့နော်1500ကနေတော့ပါတဲ့ဟာတွေသူ့ထက်ကြီးတဲ့ဟာတွေပေါ့နော်စပြီးတော့မြင်ရမှာဖြစ်ပါတယ် okay နောက်တစ်ခုကbetween ပေါ့နော် lesson ကလည်းစောစောကလိုပဲငယ်တဲ့ဟာတွေပေါ့နော် between ကကြတော့1000နဲ့5နဲ့ပြီးလို့ရှိရင် is less than 1000နဲ့10ပေါ့နော်10အဲ့ဆိုရင်1005နေပြီးတော့1010အထိပေါ့နော်အဲ့ဒါလေးကိုဒီမှာ between function လေး between filter လေးအသုံးပြီးတော့ကြည့်လို့ရပါတယ်ဟုတ်နောက်ကတော့ top 10ဆိုတာတော့ကျွန်တော်အကြီးဆုံးအဲ့ဒါ10ခုပေါ့နော်ဒီမှာဆို2000ကနေပြီးတော့1001ကနေပြီးတော့မှ2000အထိပေါ့နော်အကြီးဆုံးရှိတဲ့နံပါတ်ဒီကိုပြပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါကတော့ခဏလေး filter လုပ်တဲ့ဟာပေါ့နော်ဒီမှာ test ကို filter လုပ်မယ်ဆိုရင်ကျွန်တော်တို့ is equal to တစ်ခါလေးထည့်ပြီးတော့is equal to မှာဆိုရင်ကျွန်တော်တို့ test filter မှာလာပြီးတော့ is equal to တစ်ခါလေးထည့်ပြီးတော့ကျွန်တော်တို့ filter လုပ်လို့ရတယ်ပေါ့နော်ဒါတော့တိတိကျကျထည့်ရတာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ laptop laptop ကိုထည့်ပြီးတော့ open နဲ့လိုက်လို့ဆိုရင် sorry laptop နဲ့ဆိုင်နေရတယ်ပဲကြာမှာဖြစ်ပါတယ်နောက် test မှာဆိုရင်ကျွန်တော်ဘာတွေပါလဲဆိုတော့not equal တွေပါတယ် begin with ပေါ့နော် begin with ဆိုရင်ဒီမှာ a နဲ့စတဲ့ဟာကို filter လုပ်မယ်ဆိုရင် a စောစောကကျွန်တော် filter ကိုမဖြည့်ခဲ့လိုက်ဘူးဆိုတော့ကြာမှာမဟုတ်ဘူးပြန်ပြပါမယ်ဒီမှာ begin with ရှိတယ်ဆိုတော့ t ပေါ့ tablet ပါတယ်ဆို t begin with t နဲ့စတဲ့ဟာတွေပေါ့နော်ရေးရမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်ပါတယ်ပါဆို end with end with ပါမယ် end with ကဒီကောင်အရင်ဆုံး filter ဖြည့်ပြီးတော့ p နဲ့ဆုံးတဲ့ဟာတွေပေါ့နော် end with p နဲ့ဆုံးတဲ့ဟာတွေကိုကျွန်တော် filter ကြည့်မယ် laptop ရှိမယ်အများဆုံး laptop ပဲတစ်ခုပဲရှိရပါတော့။ Okay နောက်ပြီးတော့ contain နောက်တစ်ခု filter လုပ်မယ်ဆိုရင်ဒီကောင်ဖြည့်ပြီးတော့ contain ပါတဲ့ဟာ u ပါတဲ့ဟာပေါ့နော် u ပါတဲ့ဟာကိုကျွန်တော် filter လုပ်ကြည့်မယ်ဒီမှာဆို mouse ပဲပါကြာလာပေါ့နော်ဒီလိုတစ်ခုချင်းစီပေါ့နော်ကျွန်တော်တို့အခုစိတ်ကြိုက် filter လေးကိုအသုံးပြုလို့ရပါတယ်နောက်တစ်ခုကကြတော့ test ပြီးတော့ကျင် date မှာပေါ့နော် date filter မှာဆိုရင် is equal to
တစ်ခါတည်းဒါတော့ထပ်တူညီတဲ့ဟာပေါ့နော် before ကတော့မတိုင်ခင်ပေါ့နော်ဟိုမှာထားပါတော့2ရက်နေ့မတိုင်ခင် April 2ရက်နေ့မတိုင်ခင် before အဲ့မှာဆိုရင်ကျွန်တော်တို့က is before April ဒီမှာကြတော့ကျွန်တော် April ပေါ့နော်2024 January April ကစဖြစ်တဲ့ April 4ရက်နေ့မတိုင်ခင် data ပေါ့နော်ဒီမှာဆို April 4ရက်နေ့မတိုင်ခင် data လေးမြင်ရမှာဖြစ်ပါတယ်ဒါဆို before ကိုသုံးတဲ့ဟာပေါ့နော် date fitter မှာဆိုရင်အဲ့လိုပဲတစ်ခုချင်းစီ tomorrow lesson ဒါ quarter လိုက်ဆိုရင် quarter လိုက်ပေါ့နော် after ရယ်ပြီးတော့ between ရယ် tomorrow ရယ် today ရယ်ဒါ day ပိုင်းလေးပေါ့နော် daily ပေါ့နော်ဒီမှာဆိုရင် weekly ပေါ့နော် this week next week နောက်ပတ်လာမယ့်ပတ်ကိုfilter ကြည့်ချင်တာပြီးလို့ရှိရင် this week ဒီပတ်ကိုကြည့်ချင်တာ last week ပေါ့နော်လွန်ခဲ့တဲ့ပတ်ကဟာကိုကြည့်ချင်တာဒါကြောင့် monthly ပေါ့နော် monthly daily ရယ် monthly ရယ်ဒီမှာဆိုရင် monthly ပါမှာပေါ့နော် daily weekly monthly ဒါဆိုရင် like next month နောက်လောက်ကြည့်ရှေ့လောက်လာမယ့်နောက်လောက်ကြည့်ချင်တာဒီလောက်ကြည့်ချင်တာ last month ပေါ့နော်ဒါဒီဟာလေးကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့ကိုကြည့်ချင်တဲ့ month ကိုmonth တစ်ခုချင်းစီလိုက်သွားပြီး filter လုပ်စရာမလိုဘဲနဲ့ချက်ချင်းကြာလာမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါကတော့ filter လုပ်တဲ့အပိုင်းလေးပါကျေးဇူးပါဟုတ်